စ္စာရှိသောလောကကြီးကျင့်နာတတ်တဲ့လူတွေအပြစ်ပေးမှာတော့ကြောက်လာပါတယ်မင်းကလေးမကြောက်ဘူးလားအချစ်ရဲ့ဒီမှာမင်းကလေးသစ္စာရှိတဲ့လောကကြီးနဲ့ကျင့်နာတတ်တဲ့သူတွေကမင်းကိုအပြစ်ပေးမှာမကြောက်ဘူးလားယင်မင်းကလေးမကြောက်ဘူးလားလို့အိုးကြောက်တာပေါ့ရှင်ရဲ့ကြောက်တာပေါ့ဒါပေမဲ့ဗရာနိုင်တဲ့တိုင်းတာလို့မရနိုင်တဲ့ရှင်တို့ယောက်ျားတွေရဲ့စိတ်ထားကိုကျမတို့မိန်းမသားတွေကဘယ်သက်သေးတွေဘယ်အထောက်ထားတွေနဲ့ယုံရမှာလဲရှင်ဟင်ကိုပြောပြမယ်နားထောင်တော့ပလဲမဖြစ်ရွယ်မဖြစ်ပေမဲ့တဲတွေကချစ်တတ်တယ်လွမ်းနဲ့ဆိုတာချစ်လို့ကွယ်မေတ္တာဆိုရတော့ကမြေစာမြက်ကိုချစ်တာ